wins. It's about honing that forward play. Placing him outside the dojo. ဆူမိုလို့ပြောလိုက်တာနဲ့ဂျပန်နိုင်ငံထင်ရှားအားကစားတစ်ခုလို့လူသိများတဲ့အပြင်လူကောင်အကြီးအရွယ်နဲ့ကစားသမားတွေသိမြင်မိကြမှာပါဆိုတော့ဆူမိုဆိုတာပါလေဆူမိုဆိုတာဂျပန်ရဲ့ရိုးရာနံပါတ်အားကစားတစ်ခုဖြစ်ပြီးနံပါတ်သမားတွေရော Rikishi လို့ခေါ်ပါတယ်ဆူမိုပွဲတွေဆိုတာရှစ်တို့ဖျားကြောင့်ပူဇော်ပွဲဆင်လာဖြစ်နေဆက်ပြုံးမှုကောင်းမှုစီကိုဆူတောင်းခြင်းနဲ့နဖျားတွေကျင်းတဲ့ဝမ်းမြောက်စေဖို့အတွက်စက္ကပ်ပူဇော်သလိုမျိုးလှုပ်ဆောင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ် infectious hi-hats and coax elements give it that signature club rhythm ဆူမိုအကြောင်းကိုဂျပန်ရှင်းရောက်ဆောင်တဲ့နေမှာ800စုလောက်ပဲတွေ့ရှိရပါတယ်ဆူမိုဆိုတာအားကစားတစ်ခုထပ်ပို့ပြီးတော့ဂျပန်ရင်ကျင်းမှုတွေမှာအဓိကနေရာယူထားတဲ့အရာတစ်ခုဖြစ်ရှိနေပွဲတစ်ပွဲမှာ Rikishi တို့ကသူ့ရဲ့ပြိုင်ဘက်ကို Dohyo လို့ခေါ်တဲ့ဆက်ဝိုင်းထဲကနေပြိုင်ဘက်ကိုကွင်းပြင်ဘက်ကိုတွန်းထုတ်တာဒါမှမဟုတ်မြေကြီးပေါ်ကိုလှဲချလိုက်နိုင်ရင်အနိုင်ရရှိပါတယ်ဒီကစားနည်းဟာအချိန်တူတူလေးပဲဖြစ်ပေမဲ့လိုအပ်တဲ့ခွန်အားလေ့ကျင့်တဲ့နည်းပြူဟာတကယ်ကိုရေးပါပါတယ်ပွဲထဲမှာတိုက်ထုတ်တာလှဲချတာနဲ့ဆွဲထုတ်တာတွေလုပ်လို့ရပေမဲ့စပင်ဆွဲခြင်းမျက်စိကိုထိကန်လောက်တာနဲ့လက်သီးနဲ့ထိုးခြင်းစတဲ့လှုပ်ရှားမှုတွေတော့ခွင့်မပြုပါဘူးဆူမိုမှာအဆင့်လိုက်6ခုခွဲရပါတယ်အမြင့်ဆုံးက Makuuchi Division ဖြစ်ပြီးဒီထဲမှာပဲ Yokozuna Grand Champion Ozeki Sekiwake Komusubi နဲ့ Megashira ဆိုတဲ့အဆင့်တွေပေါင်းပါတယ်Makuuchi အောက်မှာ Joro ဆိုတဲ့ Division ရှိပြီးတော့ဒီ Division နှစ်ခုတွေကနပန်းသမားတွေကို Sekitori လို့ခေါ်ကြပါတယ်ဒီအဆင့်ရောက်မှာစုချင်းကိုစပြီးရကြတာပါအဲ့ဒီရောက်မှာတော့ Makushita Sandame Johnny Dan နဲ့ Jonokuchi ဆိုပြီးတော့အဆင့်သေးလေးတွေရှိပြီးဒီအဆင့်တွေကိုတော့ stable ထဲမှာတင်းကျပ်စွာနေထိုင်ပြီးလေ့ကျင့်ရတဲ့အဆင့်တွေဖြစ်ပါတယ်ပွဲမစခင်မှာ Dohyo လို့ခေါ်တဲ့ပြိုင်ပွဲစဉ်တန့်စင်စီပြီးတော့မကောင်းမှုတွေဖယ်ရှားဖို့ရည်ရွယ်ချက်နဲ့ကွန်းဘက်လည်းမှာစားရည်နဲ့ပတ်တာကိုပြုလုပ်ကြပါတယ်အေဒိုခစ်ကလေးကကျင့်သုံးလာတဲ့ Refractory Ceremony ကိုလည်းခန်းခန်းနာနာကျင်းပကြပါတယ်တစ်နှစ်မှာ6ကြိမ်ပြိုင်ပွဲကြီးကိုကျင်းပပြီးတော့တိုကျို၊အိုဆာကာ၊နာဂိုယာနဲ့ဖူကူအိုကာစတဲ့မြို့တွေမှာတွေ့နိုင်ပါတယ်Rikishi ရဲ့မှာဂျပန်နိုင်ငံသားတွေတာမကနိုင်ငံသားတွေပါအောင်မြင်နေကြတာပါမွန်ဂိုလီးယား၊ဟာဝိုင်စတဲ့နိုင်ငံတွေကနေဆူမိုချန်ပီယံတွေပေါ်ထွက်လာခဲ့ပြီးတော့ဂျပန်ပြည်သူတွေရဲ့အားပေးမှုကိုလည်းရရှိထားပါတယ်ဒီနေ့အတွက်ဗီဒီယိုလေးတော့ဒီလောက်ပါပဲဆူမိုအကြောင်းနဲ့ပတ်သက်ပြီးပြောချင်တာရှိရင်လည်း comment ထဲမှာဝင်ပြောတော့လို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်